22 ရက်နေ့ကခွန်လေးအောင်တဲ့ဆိုင်နဲ့ပြန်ကြည့်မယ်နော်ဆက်ယူမယ်နော်ဒီနှလုံးပေါင်း9နဲ့2ပေါင်း168ကီဆိုတော့3လုံးယူမယ်နော်ပြာက break နှလုံးပေါင်းအပြာနှလုံးပေါင်းတော့6တယ်မလား168ကီ6 break ဆိုတော့1 3ညထွက်တယ်နော်အောက်ဆက်ချင်းမဲ့ဆိုရင်9 3ကီ9 3ကီဒီမှာလေနှလုံးပေါင်းခုမယ်နော်9 break ကနှလုံးကီ3လုံးနော်အဲ့တော့9ဆိုတော့ net break ထွက်တယ်9 3ကီရယ်break ရယ်9 break ရယ်9ထွက်တယ်နော်ဒီမှာကနှလုံးပေါင်းတော့10 break ကီရ3လုံးယူမှာနော်6နှလုံးပေါင်းတော့6တိကိုကီ10 break 9ဆိုတော့ထွက်တယ်နော်ဒီမှာ9 3ကီ9 3ကီဒီမှာဒီနေ့က9 3ကီ20နဲ့နေပြီအောင် break အနေနဲ့ကြည့်မယ်ဆိုတော့တိတ်နေကုန်အောင်တော့ဗောနော်9 3ကီ6 tit break အမ9ဆိုတော့ tit break ထွက်တယ်နော်24ရက်နေ့အတွက်23ရက်နေ့ပိတ်တဲ့အတွက်ကြောင့်24ရက်နေ့ပြောမယ်နော်အမ9 break 3ကီတဲ့3ကီပေါ့3ကီကို9 break လုပ်မယ်နော်3ကီကို9 break လုပ်မယ်အဲ့တော့ကျွန်တော်တို့ဘာခဏညမလဲဆိုရင်9 4 5 9 5ဆိုရင်5ကီ5 4 5 9 3 4 ပြီးတော့36 31နော်6ကွက်ဒီတနေ့မပြတ်တဲ့အတွက်ကြောင့်ဆက်ယူတာနော်ကဲအားလုံးပဲခွန်လေးလိုမျိုးပေါက်ကြပါစေကျွန်တော် YouTube ကိုလည်း Subscribe လေးနှိပ်ပေးပါဦးနော်